2025တော်လှန်ရေးရွက်လက်ချင်းမြန်မာနိုင်ငံသားတွေဆွေးနွေးနေကြတဲ့ຫນွေဦးတော်လှန်ရေးကြီးဘယ်အတိုင်းအတာအထိအောင်မြင်နေပြီလဲလို့မေးလာခဲ့မယ်ဆိုလို့ရှိရင်ငါတို့ကြက်ဖနိုင်ဆိုတဲ့အဆင့်ထိအောင်မြင်နေပြီလို့ဖြေရပါလိမ့်မယ်ဒီစကားဟာတော်လှန်ရေးတွေဘက်ကငါစကားနောရသဘောနဲ့တစ်ဖက်ဖက်ပြောတဲ့စကားမဟုတ်ဘူးဆိုတာကိုဒီတော်လှန်ရေးမှာမပါဝင်ကြတဲ့ကြားနေကြတဲ့သူတွေရောတော်လှန်ရေးရဲ့ရင်သူတွေကပါသိကြပါတယ်ဒီစကားမန်ချောင်းကိုလေအခြေအနေအရရက်ကတက်တည်ပြနေပါတယ်စစ်ပွဲတွေမှာအောင်နိုင်ခြင်းဟာຫນွေဦးတော်လှန်ရေးအတွက်အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်တယ်ဆိုတာကတော့ထင်ရှားပါတယ်မြန်မာနိုင်ငံအနှံ့မှာဖြစ်ပွားနေတဲ့အောင်မြင်မှုတွေကိုစစ်တင်နဂဗျူဟာအရာဖြစ်စေစစ်ပွဲဆိုင်ရာအရာနည်းပညာအရာဖြစ်စေတိုက်တာသိရှိနိုင်ပါတယ်စစ်တင်နဂဗျူဟာအမြင်နဲ့ကြည့်မယ်ဆိုလို့ရှိရင်တော်လှန်ရေးတပ်တွေအနေနဲ့ရန်သူကိုလေပြားနိုင်ခြင်းမိမိတို့ရဲ့စစ်အင်အားကိုအလွယ်တကူပြောင်းရွှေ့ပြီးပျောက်ကြားစစ်အသွင်နဲ့ရှက်တပြက်စစ်စင်နိုင်စွမ်းရှိရှင်မိမိရန်သူရဲ့အားနည်းချက်နဲ့အာသာချက်တွေကိုနားလည်နိုင်စွမ်းရှိရှင်စတဲ့စင်းရည်တွေနဲ့ပြည့်နေတယ်ဆိုတာကိုမြင်တွေ့ရပါပါဒီစင်းရည်၃ရက်ဟာတကယ်တော့ကဘာကျော်စစ်ပါရဂူကြီးဆွန်စုတင်ခဲ့တဲ့စစ်တင်ကပြူဟာ၃ရက်ပဲဖြစ်ပါတယ်စစ်ပွဲဆိုင်ရာနည်းပညာအရကြည့်မယ်ဆိုရင်လေဒေါ်လာရဲ့တက်တွေအနေနဲ့မိမိရဲ့တက်တွေကိုစနစ်တကျစုဖွဲ့ပြီးသမားရိုးကျစစ်တမ်းနဲ့ပေးနိုင်ရုံတာမကမြေပြင်တွေမှာပါလက်တွေ့သင်ကြားပေးနိုင်ခဲ့တာကြောင့်တဲ့မိနဲ့စစ်ပညာကိုအရှိတိုအတွင်းမှာတက်မြောက်ခဲ့ကြပါတယ်။သမားရိုးကျနဲ့ခေတ်မီနည်းပညာတွေကိုပေါင်းဆက်ထုတ်လုပ်တဲ့စစ်လက်နက်တွေနဲ့ဒရုန်းတိုက်ခိုက်ရေးရင်တွေကိုလေတိုက်ပွဲတွေမှာထိရောက်စွာအသုံးပြုနိုင်ခဲ့ကြပါတယ်။စစ်ဖက်တဲ့ပေးတွေနဲ့ရှိုးဝက်ဆက်သွယ်ရေးနည်းပညာတွေကိုအသုံးပြုပြီးထောက်လှမ်းရေးရရှိလာတဲ့အချက်လက်တွေကိုလေကျိုးရှိစွာအသုံးချနိုင်ခဲ့ကြပါတယ်။အင်တာနက်နည်းပညာတွေကိုအသုံးပြုပြီးရင်သူရဲ့ဆက်သွယ်ရေးနဲ့အုပ်ချုပ်ရေးရင်းနှီးတွေထိခိုက်ပျက်စီးအောင်လုပ်နိုင်ခဲ့တယ်ဆိုတဲ့ထောက်ထားမျိုးမရှိသေးပေမဲ့ဒါမျိုးစစ်ရေးရှုပ်ဝဲချက်အဖြစ်မသိရတာလည်းဖြစ်နိုင်ပါတယ်။စစ်အောင်နိုင်ရေးမှာအရေးကြီးတဲ့ထောက်ပို့စနစ်မှာလည်းကျွင်းကျင်နိုင်ကြပါတယ်။တော်လှန်ရေးတပ်တွေအတွက်လိုအပ်တဲ့စားနပ်ရိက္ခာလက်နက်ခဲယမ်းနဲ့ဆေးဝါးတွေကိုအချိန်မပြတ်ပို့ဆောင်ထောက်ပံ့နိုင်ခြင်းနဲ့ရန်သူရဲ့ထောက်ပံ့ရေးလမ်းကြောင်းတွေကိုဖျက်တောက်ထားနိုင်ခြင်းတွေကစစ်အောင်နိုင်ရေးအတွက်အများဆုံးထောက်ကူပြုနေပါတယ်။အဲ့ဒီအချက်တွေပြင်စစ်အောင်နိုင်ရေးအတွက်အရေးပါတဲ့တခြားအချက်တစ်ခုကတော့စိတ်သက်စစ်စင်ရေးပဲဖြစ်ပါတယ်။ရန်သူဟာပြည်သူလူထုကမယုံကြည်တဲ့သတင်းစာရုပ်မြင်သင်ကြားနဲ့ဆိုရှယ်မီဒီယာသမားတွေကိုအသုံးပြုပြီးဝါဒဖြစ်ရှိနေပေမဲ့ထိရောက်မှုမရှိတာသိသာလာပါတယ်။ဒါအပြင်ရန်သူရဲ့တရက်တက်ဖွဲ့တွေဟာတက်စကန်အတွင်းနဲ့ကဒုကျင်းတွေထင်မှသာနေကြရတာဖြစ်တာကြောင့်လူထုနဲ့ထိတွေ့မှုမရှိတော့ဘဲထိကျင်လာပြီးစိတ်ပိုင်းဆိုင်ရာမှာလည်းအားနည်းလာကြပါတယ်။တချို့တက်ဖွဲ့တွေမှာစားနပ်ရိက္ခာပြက်လက်တာကြောင့်ခန္ဓာကိုယ်ပိုင်းဆိုင်ရာမှာလည်းအားနည်းလာကြပါတယ်။ဒါပေမဲ့တော်လှန်ရေးတပ်သားတွေကတော့လူထုနဲ့တပ်သားတွေအေးတူပူမြနေကြတာဖြစ်လို့စိတ်သက်ခွန်အားလေးခိုင်မာနေကြတဲ့အပြင်သူတို့ရဲ့အစိမ့်မြင့်တဲ့စာပေကြပြဂီတတုခုမနဲ့မီဒီယာပညာတွေကိုအသုံးပြုပြီးလူထုနဲ့ဆင်ဆက်မပြတ်ဆက်သွယ်နေနိုင်ကြပါတယ်။ဒါ့အပြင်စစ်မြေပြင်ကအောင်မြင်မှုတွေကိုလူအများသိအောင်မီဒီယာနဲ့ဆိုရှယ်မီဒီယာတွေကနေအရှင်နဲ့အမျှသတင်းထုတ်လွှင့်ပေးနေနိုင်ခြင်းဟာလူထုနဲ့တော်လှန်ရေးဘက်တော်သားတွေကိုစိတ်သက်မြင့်တက်စေပြီးရင်သူရဲ့စိတ်သက်ကိုကြာဆင်းစေပါတယ်။အကျိုးဆက်အဖြစ်ရင်သူတက်တွေမှာအကြဆုံးများလာတာနဲ့အတူတော်လှန်ရေးတက်ဖွဲ့တဲ့ဒီစီမှာလက်နက်ရှသူတွေနဲ့ပြည်သူရင်ခွင်ခိုလုံလာသူတွေများလာတာကိုလည်းတွေ့မြင်နေကြပါတယ်။2021ခုနှစ်မှာစတင်ခဲ့တဲ့ຫນွေဦးတော်လှန်ရေးဟာအထက်မှာပြောခဲ့တဲ့စစ်ရေးဆွတ်ဆောင်မှုတွေကြောင့်2024ခုနှစ်မှာငါတို့ကြက်ဖနိုင်ဆိုတဲ့အဆင့်ကိုရောက်ရှိနေပြီဆိုတာဟာဘယ်သူမှမငြင်းနိုင်တဲ့အမှန်တရားပါဒါပေမဲ့ຫນွေဦးတော်လှန်ရေးဟာရွှေဖလားတဲ့ကြက်သားကိုင်နိုင်တဲ့အဆင့်ကိုမရောက်နိုင်သေးဘူးဆိုတာကလေအမှန်တရားတစ်ခုပဲဖြစ်ပါတယ်ရွှေဖလားတဲ့ကြက်သားကိုင်နိုင်တဲ့အဆင့်ကိုရောက်ဖို့ဆိုလို့ရှိရင်စစ်ရေးအောင်မြင်မှုရတာနဲ့တည်းမလုံလောက်ပဲတခြားအရေးအရာတွေပါဝင်တဲ့တော်လှန်ရေးကြီးတစ်စုံလုံးအောင်မြင်မှရောက်ပါလိမ့်မယ်ဒီလိုအောင်မြင်နိုင်ဖို့ဆိုလို့ရှိရင်တော်လှန်ရေးအပေါ်ပြည်သူလူထုရဲ့ယုံကြည်မှုနဲ့ပူးပေါင်းပါဝင်လာမှုကိုဆက်လက်ထိန်းသိမ်းထားနိုင်ဖို့သို့မဟုတ်ပုံမမြင့်တင်နိုင်ဖို့လိုပါတယ်တော်လှန်ရေးအင်အားစုတွေအနေနဲ့စစ်အာဏာရှင်ပြုတ်ကျရေးဆိုတဲ့ဘုံရည်မဲ့ချက်အပြင် Federal Democracy ပြည်ထောင်စုတည်ထောင်ရေးဆိုတဲ့ဘုံရည်မဲ့ချက်ကိုပါအာမခံနိုင်တဲ့အမျိုးသားညီညွတ်ရေးအင်အားစုကိုအခုထက်ပိုပြီးကြစ်လက်ခိုင်မာအောင်တည်ဆောက်ဖို့လိုပါတယ်။ဒါအပြင်တော်လှန်ရေးကိုကိုစားပြုတဲ့နိုင်ငံရေးနဲ့တင်တမရေးဆိုင်ရာဥဆောင်အဖွဲ့တွေကိုလည်းအခုထက်ပိုပြီးအပိထောက်ခံကြဖို့လိုအပ်ပါတယ်
စီးရဲအောင်မြင်မှုတွေနဲ့အတူဒီနေ့တခြားကြီးထွားကြီးပြင်းလာနေတဲ့စူးမိုးနေမြေတွေကိုစီးရဲအရာပိုင်ပိုင်နိုင်နိုင်ထိန်းချုပ်ထားနိုင်ရေးနဲ့အဲ့ဒီနေမြေတွေမှာတရားဥပဒေစူးမိုးတဲ့အစိုးရအသွင်ဆောင်အုပ်ချုပ်ရေးရင်းတရားတွေကိုဆက်လက်တည်ဆောက်နိုင်ဖို့လေလိုအပ်ပါတယ်။အုပ်ချုပ်ရေးရင်းတရားတွေအသေးဝင်လာတာနဲ့အတူစူးမိုးနေမြေတွေမှာအခုထက်ပိုပြီးခိုင်မာတဲ့စီးပွားရေးကုန်သွယ်ရေးနဲ့တရားမျှတတဲ့အခွင့်ကောက်ခံရေးလုပ်ငန်းစဉ်တွေကိုဆက်လက်ဖော်ဆောင်ဖို့လိုအပ်ပါတယ်။တော်လင်းရေးဒီအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီဖြစ်တဲ့ဒီအချိန်မှာတော်လင်းရေးဘတ်တော်သားတဲ့အနေနဲ့အထက်ပါလုပ်ငန်းတွေကိုအင်တိုင်းအားတိုင်းအကောင့်တွေဖော်နိုင်ပေးကြမယ်ဆိုလို့ရှိရင်လာမယ့်2025ဟာမြန်မာပြည်သူတစ်ရက်လုံးအတွက်ရွှေဖလားနဲ့စက်သားဂိုင်နိုင်တဲ့နေ့တစ်ခုဖြစ်လာမယ်ဆိုတော့မလွဲ့ဤခင်ပါပဲ။